အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်စီမှာအယောင်9ရောင်10ရောင်အထိကိုရှိတယ်ကာလာဆုံးအခုဒီချက်လေးတွေဒီမှာဒီဇိုင်းနန်းနန်းလေးတွေကျွန်တော်လုံးနေတာဖြစ်တယ်ဒီဟာဆိုရင်အသားလည်းကောင်းတယ် quality ကောင်းတယ်ပုံလည်းအကြီးကျွန်တော်လုပ်ပေးထားပါတယ်ဒီမှာဆိုလည်းထပ်ပြီးတော့လောက်ရမယ်မိန်းကလေးဝက်ယောက်ျားလေးဝက်ကျွန်တော်တက်တက်ခွေးပြီးတော့လုပ်ပေးထားတယ်ဒါပေမဲ့နော်ဒီမှာလည်းနောက်တက်ရှိပါသေးတယ်ဒီမှာနောက်တက်ဒီဇိုင်းလေးတွေရှိနေတယ်ဒီမှာအားကြီးပါစတေကလည်းကျွန်တော်ကောင်းကောင်းလေးလုပ်ပေးထားတယ်သူများတွေမှာဆိုရင်ဒီကတစ်ခေါက်ဆိုရင်ပြီးသွားပြီပေါ့နော်ဒါပေမဲ့မဟုတ်ပါဘူးကျွန်တော်မှာခွာပြီးနောက်တစ်ခါထပ်လုပ်တယ်ဒါဆိုရင်ကျွန်တော်ပို့ပြီးတော့အန်ဂျီရဲ့ဒီရှိုးရင်းနဲ့ဒီစတေကလည်းကွာမှာတော့မကြောက်ရပါဘူးဒီအန်ဂျီဆွဲသွားမှာဒီစေးသားလေးပြက်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီအာမခင်တဲ့စေတနာပါပါကောင်းကောင်းလေး quality ကောင်းကောင်းလေးလုပ်ပေးထားတာဖြစ်တယ်အန်ဂျီအသားကလည်းတကယ်ရောရရရှိတာအစ်ဖြစ်တယ်เนาะဒီဟာโอเคပါဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ဖုန်းနံပါတ်လေးတန်ပေးထားရเนาะ